ညာလေးရဲ့နေကျဆိုပါတယ်ဒီနေ့ညာလေးကိုလေထဲမှာပြောင်းဆိုင်တော့ကြမယ်လိုက်ခဲ့ပါအခုညာလေးရဲ့တငယ်ချင်းတွေပြောင်းဆိုင်နေကြတယ်ဒါညာလေးရဲ့တငယ်ချင်းတွေပါညာလေးရဲ့တငယ်ချင်းတွေကလည်းမရှိတူရှိတူဒီလိုပဲအဲ့လိုရှိရလေးနဲ့စားကြတယ်ကဲစိုက်ပြီးဈေးထဲမှာလိုအပ်တာလေးဝင်ကြည့်လောက်မယ်အခုအစအရင်ဝင်မယ်အစဆောင်ရတော့ဒီစာလေးတော့ကြိုက်တယ်အားကောင်းမယ်နေထင်တာပဲကြိုက်တယ်လို့လိုက်ပါကဲပြန်အန်းဝေးတော့တင်ထားလိုက်တော့ဒါဘယ်လောက်လဲဈေးရှုံလေးအများကြီးမှာဟုတ်ကဲ့ဟုတ်ကဲ့ညာလေးတို့အိမ်လေးကလိုက်တာဘာလို့ဝယ်ပြီးသားဖြစ်သွားလဲဒီပန်းလေးကဘယ်လောက်လဲဈေးမမီကဲပြန်တော့မယ်ဘာကြီးကျမကိုယ်တိုင်ပဲတော့လိုက်တော့မယ်ဘာလိုက်မနေနဲ့ရပါတယ်ဘာရဲ့ကဲထားသွားပြီနော်ပါတန်တွေခဏမေးထားကြည်လည်းရဲ့အလားကိုလာကြည့်ပါလားညာလေးတို့အိမ်လေးကနှွေးထွေးတယ်ပြောစရာတွေအများကြီးရှိတယ်လာလေပါနော်ညာလေးစီတို့စိတ်ချမ်းသာခြင်းယူဆောင်လို့လာလေပါနော်ညာလေးအိမ်